တနေ့မှာကြီးမားအားကောင်းတဲ့စင်ကြီးတစ်ကောင်ဟိုးတောထဲမှာအိပ်ပျော်နေပါတယ်။အဲ့ဒီအချိန်မှာပဲကြွက်လေးတစ်ကောင်ပြေးလွှားဆော့ကစားရင်းစင်ကြီးရဲ့နှာမောင်းပေါ်ကိုတက်မိသွားတယ်။စင်ကြီးကနှာချေတဲ့အတွက်ကြွက်လေးဟာလေထဲကိုပြန်တက်ပြီးမြေပြင်ပေါ်ပြုတ်ကျသွားတယ်။စင်ကြီးကနိုးလာပြီးအသေးသားလေးငါ့ကိုနှိုးလိုက်တာကွာလို့ဒေါသထွက်လိုက်တယ်။သူ့ခြေထောက်ကြီးနဲ့ကြွက်လေးကိုဖိနှင်းဖို့ပင်လှုပ်လိုက်သေးတယ်။ကြွက်လေးကတဆက်ဆက်နဲ့လွတ်ရာကိုပြေးပြီးစင်မင်းကြီးကျေးဇူးပြုပြီးခွင့်လွှတ်ပါ။တစ်ချိန်ချိန်မှာကျွန်တော်တင့်ကိုအကူအညီပေးနိုင်ပါသေးတယ်လို့လျှောက်ထားတယ်။စင်ကြီးကဟာဟာနဲ့ရေမောပြီးဟဲ့ငါလောက်ကြီးတဲ့စင်ကိုမင်းလိုအသေးသားလေးဘာကူညီမှလဲလို့ပြောကာကြွက်လေးကိုထားလိုက်တယ်။ရက်အနှဲငယ်ကြာတဲ့အခါမိုးဆိုးတစ်ယောက်ကစင်ကြီးကိုထောင်ချောက်ချပြီးကျိုးတွေနဲ့ချီနှောင်ထားလိုက်တယ်။စင်ကြီးကခုံပေါက်ကျိုးပြတ်အောင်စူးစမ်းပေမဲ့မရဘူး။ဒါနဲ့စင်ကြီးညှဉ်းညူနေတာကိုကြွက်လေးကြားသွားတယ်။ကြွက်လေးကချက်ချင်းပဲပြေးလာပြီးသူ့ရဲ့ချွန်ထက်တဲ့သွားလေးတွေနဲ့ကျိုးတွေကိုကိုက်ကျိုးတွေဖြတ်ပေးလိုက်တယ်။ကျိုးတွေပြတ်သွားတဲ့အခါစင်ကြီးဟာလွတ်မြောက်သွားပါတော့တယ်။စင်ကြီးကကျေးဇူးတင်စကားပြောရင်းမင်းမန်းနဲ့ကြွက်လေးကျေးဇူးပဲငါ့ကိုခွင့်လွှတ်ပါအားလုံးဟာကြီးတယ်သေးတယ်ဆိုတာထက်ကျေးဇူးတရားကအရေးကြီးတယ်ဆိုတာငါနားလည်သွားပြီလို့ဝန်ခံလိုက်တယ်။အဲ့ဒီနေ့ကစပြီးစင်နဲ့ကြွက်ဟာတောထဲမှာမိတ်ဆွေကောင်းကြီးဖြစ်သွားကြတယ်။